ပြည်တွင်းသတင်းတစ်ပုဒ်အနေနဲ့ကတော့မြန်မာလုံသား100ကျော်ထိုင်းနိုင်ငံအတွင်းမှာဖမ်းဆီးခံရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံဖရုံပီယန်မြို့နယ်အမှတ်17လမ်းမကြီးပေါ်မှာကားရန်တွေနဲ့အုပ်စုလိုက်ဝင်ရောက်လာတဲ့မြန်မာလုံသား130ကိုမေလ9ရက်နေ့ညသကောင်အချိန်မှာထိုင်းအမြန်ရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်တယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။မြန်မာလုံသားတွေဟာရှင်းရိုင်ခရိုင်မေဆိုင်မြို့နယ်တွေကတဆင့်ထိုင်းအလေပိုင်းဒေသကိုတွားရောက်ကြမှာဖြစ်ပြီးတယောက်ကိုဘတ်2000ပေးခဲ့ရကြောင်းရင်းမောင်းတွေကအဝေးပြေးရဲတပ်ဖွဲ့စီဝန်ခံထွက်ဆိုခဲ့ကြတယ်လို့သိရပါတယ်။လက်ရှိမှာတော့မြန်မာလုံသားတွေကိုခွင့်ပြုချက်မရှိဘဲထိုင်းနိုင်ငံအတွင်းတရားမဝင်ဝင်ရောက်မှုနဲ့အမှုဖွင့်ဖို့ဖရုံပီယန်ရဲစခန်းကိုပို့ဆောင်ခဲ့ကြောင်းသိရပါတယ်။မြန်မာနိုင်ငံရဲ့စီးရေးနိုင်ငံရေးအကျပ်တဲတွေကြောင့်ပြည်ပကိုအလောက်အကန့်အခွင့်အလမ်းအတွက်ရရနီးနဲ့ထွက်လာကြတဲ့မြန်မာနိုင်ငံသားတွေဟာမကြာခဏဖမ်းဆီးခံရမှုတွေနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်ရှင်။